မင်္ဂလာပါရှင်ဗုဒ္ဓတရားတော်တွေတင်ဆက်ပေးနေတဲ့တန်တရားခရီးတဲ့ channel မှဗုဒ္ဓရာဇဝင်အပိုင်း30ကိုတင်ဆက်ပေးသွားပါမယ်ရှင်။သာသနာပြုယဟန္တာအပါ60ကိုတယောက်တလန်းစီစေလွတ်ပြီးတဲ့နောက်မှာတော့မြတ်စွာဘုရားရှင်ဟာဥရုဝေလတော်စီကိုတကိုယ်တည်းကြွလှမ်းလာခဲ့ပါတယ်။လမ်းခရီးမှာတော့ဗဒဝကီမင်းသား30နဲ့တွေ့ဆုံပြီးသူတို့ကိုတရားပြကာသာသနာပေါင်းတွေကိုတွတ်သွင်းပေးခဲ့ပါသေးတယ်။ဥရုဝေလတော်ထဲမှာအချွေရန်တပည့်ပေါင်း1000နဲ့ကတ္တပညီနောင်3ဦးလည်းနေထိုင်ကြပါတဲ့သူတို့ဟာသပင်ကျစ်ထုံးထားတဲ့ရသေကြီးတွေဖြစ်ပြီးမိမိတို့ကိုယဟန္တာတွေလို့ယုံကြည်နေကြသူတွေပေါ့မြတ်စွာဘုရားရှင်ဟာအကြီးဆုံးဖြစ်တဲ့ဥရုဝေလကတ္တပရသေကြီးစီကိုတွားပြီးမြင့်တညတာသတင်းသုံးဖို့နေရာပေးပါလို့တောင်းဆိုတဲ့အခါရသေကြီးကငါမှနေရာမရှိဘူးအလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ငကားကြီးရှိတဲ့မီးတင်းကုတ်ပဲရှိတယ်လို့ပြန်ပြောခဲ့ပါတယ်။ဘုရားရှင်ကအဲ့ဒီနေရာမှာပဲသတင်းသုံးခဲ့ပြီးငကားကြီးကအစိမ့်ငွေတွေနဲ့တိုက်ခိုက်တဲ့အခါမှာတော့ဘုရားရှင်ကမေတ္တာတော်တန်ခိုးနဲ့ငကားကြီးကိုနှိမ်နှင်းကတပိတ်တော်ထဲထည့်ပြလိုက်ပါတယ်။ဒါကိုမြင်တဲ့အခါရသေကြီးဟာအံ့ဩသွားပေမဲ့ဒီရဟန်းဟာတကိုးကြီးတာတော့မှန်ပါတယ်ဒါပေမဲ့ငါလောက်တော့ယဟန္တာမဖြစ်သေးပါဘူးလို့မမာနနဲ့တွေးနေခဲ့ပါသေးတယ်ဖျားရှင်ဟာရသေကြီးရဲ့မမာနကိုချိုးနှိမ်ဖို့အတွက်တန်ခိုးပြတိဟာပေါင်းများစွာကိုပြသခဲ့ပါတယ်တခါကမိုးသေးထန်စွာရွာသွန်းပြီးရေကြီးတဲ့အခါမှာဖျားရှင်ဟာရေတွေကြားထဲမှာဖုန်တွေထနေတဲ့လမ်းတစ်ခုကိုဖန်ဆင်းပြီးကြွလန်းပြခဲ့ပါတယ်။နောက်ဆုံးမှာတော့ရသေကြီးဟာမိမိကိုမိမိယဟန္တာမဟုတ်မှန်ဝန်ခံပြီးဖျားရှင်ထံမှာဒူးထောက်အရှုံးပေးခဲ့ရပါတယ်။ညီနောင်3ဦးစလုံးနဲ့တပည့်1000ဟာသူတို့ရဲ့ရသေအသုံးဆောင်တွေကိုမြစ်ထဲမျောပြီးဖျားရှင်ထံမှာယဟန်ပြုခဲ့ကြပါတယ်။မြစ်အောက်ပိုင်းမှာရှိတဲ့ညီငယ်2ဦးဖြစ်တဲ့နဒီကတ္တပနဲ့ဂယာကတ္တပတို့ဟာနောင်တော်ကြီးရဲ့အသုံးဆောင်တွေမျောလာတာကိုမြင်ပြီးစိုးရိမ်တကြီးလာကြည့်ရာကနေအားလုံးဖျားတရားတော်ကိုတက်ဝင်ယုံကြည်သွားကြတာပေါ့ဖျားရှင်ဟာယဟန်ပေါင်း1000ကိုအာဒိတပရိယာယတုတ်လို့ခေါ်တဲ့မီးနဲ့ပမာနှိုင်းတဲ့တရားတော်ကိုဟောကြားတော်မူပါတယ်ယဟန်တို့အရာအလုံးဟာလောင်ကျွမ်းနေတဲ့မျက်စိနားနာရှာကိုစိတ်ဆိုတဲ့မီးတွေဟာရာဂမီဒေါသမီမောဟမီတွေနဲ့လောင်ကျွမ်းနေတာဖြစ်တယ်လို့ဟောကြားတဲ့အခါမှာတော့ယဟန်1000လုံးဟာအာတဝေါကုန်ခန်းပြီးယဟန္တာဖြစ်သွားကြပါတယ်။အဲ့ဒီနောက်မှာတော့ဖျားရှင်ဟာဒီယဟန္တာ1000ကိုခြံရံပြီးရာဇကြိုပြည်ကဗိမ္ပိတာရမင်းကြီးစီကိုကြွလန်းခဲ့ပါတယ်။မင်းကြီးဟာဖျားရှင်ကိုဖူးမြော်ရတဲ့အခါအလွန်ကြည်ညိုသွားပြီးတရားနာကသောတာပန်ဖြစ်သွားခဲ့ပါတယ်။မင်းကြီးဟာမြတ်စွာဘုရားနဲ့တန်ဃာတော်တွေသတင်းသုံးဖို့အတွက်ကမ္ဘာပထမဆုံးသောကျောင်းတိုက်ဖြစ်တဲ့ဝေလူဝင်ကျောင်းတော်ကိုလှူဒန်းခဲ့ပါတယ်။ဒီအချိန်မှာရာဇကြိုပြည်မှာထင်ရှားတဲ့တငယ်ချင်း2ယောက်ရှိပါတယ်။သူတို့ကတော့ဥပရိသတ်နဲ့ကောလိတို့ပဲဖြစ်ပါတယ်။သူတို့ဟာလောကရဲ့ငြိမ်းအေးရာကိုရှာဖွေနေကြသူတွေပေါ့။ဒီနေ့မှာဥပရိသဟာဖျားရှင်ရဲ့တပည့်ဖြစ်သူအရှင်တစီကိုတွေ့ပြီးတပ်ပယ်တဲ့အမူအရာကြောင့်ကြီးညိုကတရားမေးမြန်းခဲ့ပါတယ်။အရှင်တစီကအကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့အရာမှန်သမျှဟာအကြောင်းတရားချုပ်ငြိမ်းရင်ချုပ်ငြိမ်းတယ်ဆိုတဲ့ဂါထာလေးကိုရွတ်ပြလိုက်တာနဲ့ဥပရိသဟာသောတာပန်ဖြစ်သွားပါတော့တယ်။သူဟာတငယ်ချင်းဖြစ်သူကောလိတကိုသွားပြောပြတဲ့အခါမှာလဲကောလိတပါသောတာပန်ဖြစ်သွားပါတယ်။ဒီတငယ်ချင်း2ယောက်ဟာဖျားရှင်ထံကိုရောက်လာပြီးယဟန်ပြုခဲ့ကြပါတယ်။သူတို့2ဦးဟာနောင်ခါမှာတော့မြတ်စွာဘုရားရှင်ရဲ့လက်ရယံနဲ့လက်ဝဲယံအကတဝကကြီးတွေဖြစ်တဲ့အရှင်သာရိပုတ္တရာနဲ့အရှင်မောဂလန်ဆိုပြီးထင်ရှားလာခဲ့ကြပါတယ်။အရှင်သာရိပုတ္တရာဟာပညာအရာမှာအသာဆုံးဖြစ်ပြီးအရှင်မောဂလန်ကတော့တန်ခိုးအရာမှာအသာဆုံးဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့သာသနာတော်ဟာယဟန္တာရှင်မြတ်တွေထူးချွန်တဲ့အကတဝကကြီးတွေနဲ့အတူနေလိုလားလို့ထုံးပလာခဲ့ပါတော့တယ်။ဒါဟာသာသနာတော်ရဲ့အုတ်မြစ်ကိုခိုင်ခိုင်မာမာချလိုက်နိုင်တဲ့သမိုင်းဝင်အခိုက်အတန့်တွေပဲဖြစ်ပါတော့တယ်။ဆက်လက်ပြီးရှေ့ဆက်တင်ဆက်မိအပိုင်းများကိုလက်မလွတ်စေရန် subscribe လုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးရှင်